မြန်မာခေတ်ကမ္ဘာအရေးခင်းနဲ့အင်အားကြီးနိုင်ငံများကြားကအားပြိုင်မှုများပထမဆုံးအနေနဲ့ရုရှားနဲ့ယူကရိန်းစစ်ပွဲက2022ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်ပြီးအခု2026ခုနှစ်အထိတိုက်ပွဲတွေပြင်းထန်နေသေးပါဒီစစ်ပွဲဖြစ်ရတဲ့အထူးအကြောင်းရင်းကတော့ယူကရိန်းနိုင်ငံကနေတိုးစစ်အုပ်စုတွေကိုဝင်ရောက်ဖို့ကြိုးပမ်းလာတာကိုရုရှားကမိမိတို့ရဲ့အမျိုးသားလုံခြုံရေးကိုချိန်ချောက်တယ်လို့ယူဆရာကနေစတင်ခဲ့တာပါရုရှားဘက်ကယူကရိန်းကိုစစ်ရေးအကျိုးကျဝင်ရောက်ခဲ့ပြီးနယ်မြေချုပ်ကိုသိမ်းပိုက်ဖို့ကြိုးစားခဲ့တယ်လို့ယူကရိန်းဘက်ကလည်းအနောက်နိုင်ငံတွေရဲ့လက်နက်အကူအညီနဲ့မိမိတို့ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့အရှေ့အလယ်ပိုင်းကအစ္စရေးနဲ့ပါလက်စတိုင်းပြည်ပခါပဲဖြစ်ပါတယ်။ဒီစစ်ပွဲကတော့2023ခုနှစ်အောက်တိုဘာလမှာဟာမတ်စ်ဖွဲ့ကအစ္စရေးကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေစတင်ခဲ့တာပါ။အစ္စရေးဘက်ကလည်းဂါဇာကမ်းမြောင်ဒေသကိုအင်အားလုံးရင်းနဲ့ပြန်လည်စစ်ဆင်နှွှဲခဲ့ပြီးဟာမတ်စ်ဖွဲ့ကိုအမြင့်ပြတ်ချေမှုန်းဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒီစစ်ပွဲရဲ့နောက်ကွယ်မှာတော့နေပေါင်းများစွာကြာရှည်နေပြီဖြစ်တဲ့နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုတွေဘာသာရေးနဲ့လူမျိုးရေးဆိုင်ရာအမုန်းတရားတွေကအခြေခံအကြောင်းရင်းတွေဖြစ်ပါဝင်နေတာဖြစ်ပါတယ်။